အဝေးကွင်းမှာတည်ကြခဲ့တဲ့ Manchester United ကတော့ဒီနေ့မနေ့2နာရီခွဲအချိန်မှာကစားခဲ့တဲ့ဖုံးမောက်အသင်းနဲ့ပွဲစဉ်မှာခန်းစစ်ကစားသမား Harry Maguire အနီးကပ်ပြသခံခဲ့ရမှုနဲ့အတူတစ်ဖက်2ဂိုးစီတည်ရလက်ထွက်ပေါ်ခဲ့ပါတယ်။ Premier League 10ပွဲဆက်ရှုံးပွဲမရှိထားတဲ့ဖုံးမောက်အသင်းဟာသူတို့ရဲ့အိမ်ဝင် Vitality Stadium မှာ United အသင်းကိုအကောင်းဆုံးဧည့်ခံကစားခဲ့ပါတယ်။ဒီပွဲရဲ့အဖွင့်ကိုတော့မာတီရဲ့ခုညာကြောင့်ရရှိလာခဲ့တဲ့ပင်နယ်တီကနေတဆင့်62မိနစ်မှာ Bruno Fernandes ကသွင်းယူခဲ့ပြီး6မိနစ်ကြာမှာတော့ Ryan Christie ရဲ့ကန်ချက်ကနေတဆင့်ဖုံးမောက်အသင်းခြေပေါက်ကိုပြန်လည်ရရှိခဲ့ပါတယ်။ပွဲကစားချိန်82မိနစ်မှာတော့ Bruno Fernandes ကန်တင်ပေးလိုက်တဲ့တောင်းကန်ပေါ်ကိုဖုံးမောက်အသင်းရဲ့နောက်ခံကစားသမား Jane Hay ကိုပြန်လည်သွင်းမိခဲ့တဲ့အတွက် United တို့ဦးဆောင်ဝိုးကိုထပ်မံရရှိခဲ့ပြန်ပါတယ်။ပွဲကစားချိန်88မိနစ်မှာတော့ United ရဲ့နောက်ခံကစားသမား Harry Maguire ပြိုင်မဲ့အသင်းရဲ့တိုက်စစ်မှုကို penalty area ထဲမှာဆွဲထားခဲ့တဲ့အတွက်အနီးကပ်ပြသခံခဲ့ရမှုနဲ့အတူ United တို့ penalty ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ဒီ penalty ကိုတော့ဖုံးမောက်အသင်းရဲ့လူဆောင်ဝင်လူငယ်တိုက်စစ်ကစားသမား Junior Crosby ကသွင်းဂိုးအဖြစ်အမှားယွင်းမရှိပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ England Premier League ဒဏ်တွေရဲ့ဆုံးဖြတ်ချက်တသမတ်ထဲမရှိမှုကိုမြင်တွေ့ခဲ့ရပြီး Harry Maguire ဖြစ်ရတဲ့တပုံစံနဲ့ထပ်တူဖြစ်ပျက်ခဲ့တဲ့ Ahmed Diallo ရဲ့ဖြစ်ရပ်ကိုတော့လုံးဝလစ်လူရှုထားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါဟာအင်္ဂလန်ဒိုင်တွေရဲ့အရေးချင်းနဲ့ဆုံးဖြတ်ချက်တွေပေါ်မှာတန်လျာမေးခွန်းတွေကြဲကြဲလုံးလုံးထွက်ပေါ်လာစေမယ့်ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။